Minecraft ထဲမှာ sniper ဘယ်လိုလုပ်မလဲအခုကျွန်တော်ပြောပြပေးသွားမှာတော့ Minecraft ထဲမှာ sniper လုပ်နည်းပဲဖြစ်ပါတယ်ပထမဦးဆုံးဒီ enchanting crossbow မှာ spine ကလေးလေးကိုအဲ့လိုရှိန်လိုက်ပါ enchanting crossbow မှာကျွန်တော်တို့အဲ့လိုတင်လိုက်ပြီးရင် sniper spine ကလေးကိုရှိန်လိုက် sniper လုပ်လို့ရတယ်ပြစ်ထည့်လိုက်ပါအဲ့ဒါ sniper ဖြစ်သွားပါလိမ့်မယ်Okay ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ကျွန်တော်နာမည်တော့ကိုမြတ်လို့ခေါ်ပါတယ် sniper ပါမြင်ပြီးကြည်လာကြပါတော့ဒီကို sniper ဝေးရပြစ်လို့ဟောမှာ sniper ရှိန်ပြတော်သားပျောက်သွားကြီးကုတီဝဲမှာ sniper sniper ပေါ့နော်ဟုတ်ကဲ့အားလုံးပဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဘိုင်ဘိုင်